Hi ချစ်ရတဲ့ MLBB ပရိသတ်တွေမင်္ဂလာပါဒီနေ့မှာတော့မင်းတို့အတွက်အရန်ကောင်းတဲ့နီလန်းတစ်ခုပြောပြမယ် Essential Collector Skin Loan Distractor ကို Diamond တစ်လုံးမှမသုံးဘဲအခမဲ့စမ်းသုံးပြီးပြပေးမှာပါပထမဆုံးလောက်ကမှာက MCC MLBB မြန်မာတဲ့ကိုဝင်လိုက်ပါဗျာဝင်ပြီးသွားရင် bot comments ကိုရှာပါတွေ့ပြီဆိုရင်နှိပ်လိုက်ပြီးတော့ redeem လို့ရိုက်လိုက်ပါ redeem ကိုနှိပ်လိုက်ရင် item နေရာမှာ7305လို့ရိုက်လိုက်ပါပြီးရင် quantity ကိုနှိပ်ပါဒီနေရာမှာကျွန်တော်တို့ဘယ်နှစ်ရက်အသုံးပြုချင်လဲဆိုတာကိုနှိပ်ရမှာပါကျွန်တော်ကတော့တစ်ရက်ပဲသုံးမှာဖြစ်တဲ့အတွက်တစ်နှိပ်လိုက်ပါပြီးရင်ပို့လိုက်ရပါပို့ပြီးသွားရင်ဘယ်အချိန်မှာအသုံးပြုလို့ရမလဲဆိုရင်ကိုကဒီတစ်ပတ်ပို့ထားရင်နောက်တစ်ပတ်တောက်ကြနေမှာသာ MLBB မြန်မာကနေမှကိုယ့်ရဲ့ gain account နဲ့ကိုပို့ပေးလာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှသာအသုံးပြုလို့ရမှာပါဒီလို Essential Collector Skin ကို Diamonds မသုံးဘဲ free အသုံးပြုပြီးတော့ပျော်ပျော်ကြီး gain ကစားကြပါဗျာMistakes, they're gonna play, I'm gonna teach them how we